တခါတော့ကတိုင်းပြည်တစ်ပြည်မှာတရားသဖြင့်မင်းမှုတဲ့ဘုရင်ကြီးတစ်ပါးရှိခဲ့ပါတယ်။ဒီနေ့တော့ဘုရင်ကြီးဟာတိုင်းကန်းလှဲ့လေရင်လမ်းဘေးတနေရာမှာအသက်80ကျော်90နီးပါးရှိပြီဖြစ်တဲ့နာမကြာမျက်စိမှုံဘိုးတူပင်ပန်းပန်းနဲ့မြေချင်းတူးပြီးတရက်ပင်ပေါက်ကလေးတစ်ပင်စိုက်နေတာကိုတွေ့လိုက်ရပါတယ်။ဘုရင်ကြီးကအံ့ဩပြီးအဖိုးအိုနာကိုသွားကမေးမြန်းလိုက်တယ်။ဘုရင်ကြီးကအဖိုးဒီအပင်ကအတီးတီးဖို့အနှစ်20လောက်ကြာအောင်မယ်။အဖိုးစားရမှာလည်းမဟုတ်ပဲဘာလို့ဒီလောက်ပင်ပန်းစိုက်နေတာလဲလို့မေးလိုက်တယ်။အဖိုးအိုကပြုံးပြီးဘုရင်ကြီးကိုတေးသေးချာချာပြန်ပြောပြတယ်။အရှင်မင်းကြီးကျွန်တော်မျိုးအခုစားနေရတဲ့တရက်သီးတွေဟာရှေးလူကြီးတွေစိုက်ခဲ့လို့ပါအခုကျွန်တော်စိုက်တာကနောက်လာမယ့်မျိုးဆက်တွေစားရအောင်ကျေးဇူးဆက်တဲ့အနေနဲ့ပြန်စိုက်တာပါလို့ပြန်ဖြေခဲ့ပါတယ်ဘုရင်ကြီးကအဖိုးအိုရဲ့စိတ်ဓာတ်ကိုသဘောကျပြီးဗရမ ्या ယတနာကြီးကိုဆုလက်အဖြစ်ချီးမြှင့်တော်မူတယ်ဘုရင်ကြီးဟာအဖိုးအိုရဲ့စိတ်ထားကိုကြည်ညိုလွန်းလို့ဗရမ ्या ယတနာကြီးဆုချလိုက်တဲ့အခါအဖိုးအိုကတွေ့လာမင်းကြီးကျွန်တော်အပင်ကစိုက်ချင်းမှာတင်ပရမ ्या သီးတွေတီးပါပြီလို့ပါနက်စွာရှောက်တင်ခဲ့ပါတယ်ဘုရင်ကြီးဟာအဖိုးအိုရဲ့ပနက်တဲ့စကားကြောင့်ပိုပြီးသဘောကျကနောက်ထပ်ငွေအတပြားတစ်ထုပ်ထပ်မံဆုချခဲ့ပြန်ပါတယ်ဒီပုံမြင်လေးဟာကိုကအစဉ်ပြေနေချိန်မှာမိမိမတိုင်ခင်ကလှုပ်ဆောင်ပေးခဲ့တဲ့ရှေးလူတွေရဲ့ကျေးဇူးတရားကိုသတိရဖို့နဲ့မိမိတို့ရဲ့နောက်နောင်မျိုးဆက်တွေအတွက်ကောင်းမွန်တဲ့အမွေနှစ်တွေတစ်ပင်ဗဟုသုတပညာတစ်ခုခုခြံထားပေးခဲ့ဖို့ဆိုတဲ့အလွန်လှပတဲ့ကျေးဇူးတည်တတ်မှုကိုပညာပေးထားတာဖြစ်ပါတယ်ကွယ်။သားမိမိတို့တွေလည်းနောင်လာနောက်သားတွေအတွက်အစဉ်ပြေအောင်တစ်ခုခုလုပ်ပေးရမယ်နော်။ရှေးလူကြီးတွေရဲ့ကျေးဇူးကိုတည်တတ်ပြီးနောက်မျိုးဆက်တွေအတွက်ကျေးဇူးပြုနိုင်သူဖြစ်အောင်ကြိုးစားရမယ်နော်။ပုံမြင်ကလေးကတော့ဒါပါပဲကွယ်။တို့ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပါပုံမြင်တစ်လေးတွေတင်တဲ့အခါသိရအောင်လဲခေါင်းလောင်းလေးလည်းနှိပ်ထားပါပုံမြင်လေးတွေကိုကြိုက်ရင်လဲ like ကလေးပေးသွားပါတသားမိမိတို့ရေနောက်ပုံမြင်မှာပြန်ဆောင်ကြမယ်နော်